မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ဘာကြောင့်ဘောလုံးပြိုင်ပွဲတွေမှာအင်ရှင်ဖြစ်တဲ့အသင်းကအနိုင်ရနိုင်ခြေပိုများတာလဲ။ဒီနေ့အဲ့ဒီခေါင်းစဉ်လေးကိုကျွန်တော်ဆွေးနွေးကြည့်အောင်။အင်ရှင်အသင်းရဲ့ကစားသမားတွေအနေနဲ့ကိုယ့်ရဲ့အိမ်ကွင်းမှာကစားရတာဖြစ်တာကြောင့်ဒီကွင်းပေါ်မှာအသားကျနေမှုကျွမ်းကျင်မှုတွေကရှိတာမှန်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အတွေးထဲမှာရှိတဲ့စိတ်ပိုင်းဆိုင်ရာလှုပ်ဝက်ချက်တွေကြောင့်လည်းအနိုင်ရနိုင်ခြေကပိုပြီးတော့များတာပါ။ပထမတစ်ချက်ကတော့နေမြေစိုးမိုးလို့စိတ်ပါ။တရိတ်ဆန်တွေလိုပဲလူသားတွေမှာလည်းကိုပိုင်ဆိုင်တဲ့နေမြေကိုကာကွယ်ခြင်းနဲ့ဗီဇကရှိပါတယ်။ကိုအိမ်ဝင်းမှာကစားရတဲ့အခါမှာခန္ဓာကိုယ်ထဲမှာရှိတဲ့တက်စတိုစထရွန်လို့ခေါ်တဲ့ယောက်ျားဟော်မုန်းအမျိုးသားဟော်မုန်းတွေကထွက်လာပြီးတော့ပို့ပြီးတော့ရန်လိုလာတယ်။ပို့ပြီးတော့အားစိုက်ထုတ်ခြင်းစိတ်တွေဖြစ်လာပါတယ်။နောက်တစ်ချက်ကတော့ပရိသတ်တွေရဲ့လွှမ်းမိုးမှုပါ။အင်ရှင်ပရိသတ်တွေရဲ့အော်ဟစ်အားပေးမှုကြောင့်ကစားသမားတွေရဲ့အုံနောက်ထဲမှာဒိုဖာမင်းလို့ခေါ်တဲ့ဓာတ်ထွက်ပါတယ်။အဲ့ဒီဓာတ်ကပင်ပန်းမှုကိုမေ့လျော့စေပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်စိတ်ပညာအရာဒိုင်လူကြီးတွေကဒီပရိသတ်တွေရဲ့အော်ဟစ်ဆူညံအားပေးမှုကြောင့်မသိစိတ်ထဲကနေပြီးတော့အေရှင်အသင်းဘက်ကိုဗတ်လိုက်မိတတ်ကြပါတယ်။ဒါကလည်း social pressure ပါ။နောက်ဆုံးတစ်ချက်ကတော့ယင်းနှီးကျွမ်းဝင်မှုပါ။ကစားသမားတွေအနေနဲ့ကိုယ့်ရဲ့အိမ်ကွင်းကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ်ပရိသတ်ရှိမှကစားရတဲ့အခါစိုးရိမ်စိတ်ကိုရော့ကျစေပြီးတော့အမှားနှဲပါတယ်။အဝေးကွင်းသွားကန်ရတဲ့အခါကျတော့ခရီးပန်းတာတွေအပြင်ပတ်ဝန်းကျင်အသည့်ရဲ့ဖိအားကိုလည်းခံရပါတယ်။ဒါကြောင့်မလို့အိမ်ကွင်းပရိသတ်ဆိုတာကအသင်းရဲ့12ယောက်မြောက်ကစားသမားလို့ကျွန်တော်တို့ပြောကြတာပါမိတ်ဆွေတို့တည်ထားတဲ့အိမ်ကွင်းပါပဲအားကိုးရတဲ့အသင်းတွေကဘယ်အသင်းတွေဖြစ်မလဲကွန်မန့်မှာမှန်ပေးခဲ့ကြပါဦးအဆုံးထိနားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ